ဒီကအဖျားကားယူအဲ့ဒီအဖျားကြောင့်ချူးရတယ်နော်တတိထားရောက်တဲ့လူတိုင်းဒီနေရာလေးကိုအမှတ်တရဓာတ်ပုံရိုက်ကြအဲ့ဒီတစိုးဟိုဖြန်ရုပ်ကြီးတွေကနန်းရုပ်ကြီးတွေနဲ့ရိုက်တယ်ဒီလှေကားလေးနဲ့ရိုက်တယ်ဒါအထင်ကရခဲဒါကန်းကြီးဘက်ကပတ်ကျုံအကြီးတော့မဟုတ်သေးလည်းမသေးဟိုနေရာလေးသူအေးရအောင်အောက်ကလေးဟိုကိုရင်းငယ်တော့စနေမမောက်ကဒီတော့ခကြီးလမ်းကြောင်းနဲ့ဝေးတယ်ဆိုဒီလိုကတော့များမှာဘယ်နဲ့နိုင်တာကြာမလားတော့မသိဘူးဒီလိုလုံးမလားနေရာတွေကရိုက်ချင်စရာနေရာတွေပဲဆိုတိုက်တယ်အလင်ရကောက်တွေနဲ့လောက်တာအဝိုင်းနဲ့ချွန်နေနဲ့ဒါဟိုတယ်ကိုဘူးကြလေနာရီရောင်းစားကြီးရတယ်ရုံးနဲ့မလိုက်ဘူးဘာလို့စောက်អော်နေမှာလဲဒီပါလေမနေ့ပတ်ကလာတော့ဟုတ်ကစပိတ်ပုတ်ပြဟိုဘက်ကောင်သွားတာလားဘယ်သွားတာလဲမသိဘူးဒီနေချင်းစရာလေးတွေနော်ကားပဲချင်းနေရှိတယ်မသိကားမြိုင်တော့ကြက်ခေါ်ပြီးတော့ဒိုးအောင်ချုပ်တာတော့ဘယ်နဲ့နိုင်လဲတနာကြီးဆိုတော့2နာရီ3နာရီလောက်